ကြိုဆိုလိုက်ပါတယ်ဒါလေးကကျွန်တော်ကော်တောင်းနဲ့ညောင်ပြီးကျွန်းမှာရက်ကူးရေးအတွက်သွားရင်းနဲ့ရိုက်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်ဒါကတော့ကော်တောင်းရဲ့ကမ်းနားအလှလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကော်တောင်းနေညောင်ပြီးကျွန်းကိုသွားဖို့အတွက်ဆိုလို့ရှိရင် speed boat နဲ့တနားရီခွဲထိသွားပါတယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်သွားဖို့အတွက်ပြင်နေရမှာဖြစ်ပါတယ်အခုမြင်နေရတာတော့ဒါယူရီးယားလူမျိုးတွေဖြစ်ပါတယ်သူတို့တွေကညောင်ပြီးကျွန်းကိုလာပြီးတော့လဲပတ်ကြတာပဲဖြစ်ပါတယ်ကျွန်တော်ကသူတို့နဲ့တူတူသွားပါတယ်အခုဒါဆိုလို့ရှိရင်ဒါစလုံရွာလို့ခေါ်တယ်ဒီစလုံရွာမှာကျွန်တော်တို့ပစ္စည်းချတယ်ချပြီးတော့ကျွန်တော်ညောင်ပြီးကျွန်းဆက်ပြီးတော့သွားပါတယ်အခုဆိုရင်တော့ကျွန်တော်အရန်မြင်ဘူးကျင်နေတဲ့စိတ်ထဲမှာအရန်တောင်းတနေတဲ့ညောင်ပြီးကျွန်းရောက်ပြီပဲဖြစ်ပါတယ်တကယ်ကိုလှပါတယ်ကြည့်ပါဦးဗျာရေကစိမ့်ရပဲတကယ်ကိုတဲတော်မြင်မှာတဲလေးတွေကဖွေးပြီးတော့ဒါကျွန်တော်အတွက်ပထမဆုံးရောက်ဘူးခြင်းပဲဖြစ်ပါတယ်တကယ် experience တကယ်ကို amazing ပါပဲခင်ဗျာအဲ့တော့ကျွန်တော်ပထမတစ်ရက်ပြီးတော့နောက်ရက်မှာ snorkeling လုပ်ဖို့အတွက်သွားကြပါတယ်ရိုက်ကူးရေးနားလုံးလေးပေါ့နော်အခုဒါကတော့ကျွန်တော် snorkeling လုပ်မယ့်နေရာဖြစ်ပါတယ် snorkeling လုပ်မယ်ဆိုလို့ရှိရင်သူတို့ timing လေးသတ်မှတ်ထားတဲ့နေရာမှာ snorkeling လုပ်ရပါတယ်ဘာကြောင့်လဲဆိုတော့နေရာတိုင်းကလှနေတာတော့မဟုတ်ပါဘူးတကယ်ကို snorkeling အတွက်တင်တော်တဲ့နေရာတွေတကယ်ကိုလှပတဲ့နေရာတွေရေငြိမ်တဲ့နေရာတွေမှာကျွန်တော်တို့ snorkeling လုပ်ရတာပဲဖြစ်ပါတယ် snorkeling ကကျွန်တော်တို့ပထမဆုံးဆိုတဲ့အတွက်ပါဇက်နဲ့အသက်ရှူတာကျွန်တော်တို့တကယ်ကို use လုပ်မဖြစ်ပါဘူးစစချင်းမှာတော့တော်တော်ကြီးကိုအဆင်မပြေဖြစ်ပါတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့တော့အသားကျသွားပါတယ်တနာကြောက်တဲ့နေရာအရန်လှတယ်ဗျာတနာကြောက်တဲ့နေရာအရန်လှတယ်ငါအပြားလေးတွေနဲ့တကယ်ကို amazing ပါပဲsnorkeling လုပ်လို့ရှိရင်အရင်ဆုံးဘာကိုရှာမိလဲဆိုလို့ရှိရင် Nemo fish ပဲဖြစ်ပါတယ်ကျွန်တော် Nemo fish ကိုအပြင်မှာတကယ်ကိုမြင်ဘူးနေတာပဲဖြစ်ပါတယ်ငါးဆိုင်နေမှာမြင်ဘူးတယ်ဆိုပေမဲ့ဒီလိုပင်လယ်ရေအောက်မှာတကယ် live မြင်ရတာကြီးကတကယ်အဲ့အရာသာဘာနဲ့မှမလဲနိုင်ပါဘူးအခုဆိုတော့တွေ့ပါပြီကြည့်ပါဦး Nemo fish လေးအဖေအမေရဲ့ကလေးနှစ်ယောက်ရဲ့အရန်လှပါတယ်ချစ်စရာလေးတွေပါNemo fish လေးတွေကအဲ့အိမ်သားမှာပဲနေတယ်သူတို့အိမ်ကနေဘယ်မှမခွာဘူးအိမ်ကလည်းသူတို့စောင့်ရှောက်တယ်သူတို့ကလည်းအိမ်ကိုကာကွယ်ပေးတယ်နောက်ဆုံးတော့အိတ်နေတဲ့လက်ကြီးကိုတွေ့ပါပြီဒီနေရာလေးကတော့ကျွန်တော်ရောက်တဲ့ထဲမှာတော့တကယ်ကိုအလားဆုံးပါနီမိုလေးထပ်တွေ့ပါတယ်ကြည့်ပါဦးများချစ်စရာလေးသူတို့တွေက clown fish ဆိုတဲ့အတိုင်းတကယ်မျက်နှာလေးတကယ် clown နဲ့တူတယ်ကြည့်ပါဦးsnorkeling လုပ်လာတာပေါ့နော်ဒါကျွန်တော်ရဲ့ first time experience ပါ snorkeling လို့ခံစားရတယ်ဆိုတော့တော့ amazing ပါပဲညာညောင်ပြီးကျွန်းရဲ့ section ပေါ့နော်ဒီ
ပြီးတဲ့တိုင်းကြီးလေးကတော်တော်တယ်သူတို့ရမ်းကျွမ်းပြီးလို့ရမ်းလိုက်ပါတယ်ကဲ experience တေးရပါထန်ကုန်လုံးပါပါနေလေကြရင်တော့စားလိုက်ပါကျွန်တော်တို့တနေ့ကုန်ရိုက်ကူးရဲ့ snorkeling ရဲ့ပြီးပြီဆိုတော့ဒါကျွန်တော်ပြန်လာတဲ့အချိန်ဖြစ်ပါတယ်ပြန်လာတဲ့အချိန်က9နာရီ10နာရီလောက်ဖြစ်နေပါပြီဒါကတော့ကျွန်တော်တို့တင်တာဆိုင်နဲ့ညောင်ပြီးကျွန်းကနေကျွန်တော်တို့အကားအလှလေးနဲ့အဲခံဖြောပြီးတာပဲဖြစ်ပါတယ်ဒါမီလီနဲ့ကနေတာဖြစ်ပါတယ်တကယ်ကိုလှပါတယ်အပြင်မှာ